Hello အားလုံးပဲမင်္ဂလာပါဒီနေ့လူတိုင်းဒီပါကြိုက်ပြီးတော့ကျမရဲ့အကြိုက်ဆုံးလည်းဖြစ်တဲ့ချမောင်ကျော်လေးကိုကြော်ပြပါမယ်ပေါ့နော်ဒီညမှာမြင့်ကြိုက်တဲ့လူကလည်းမြင့်ထည့်ပြီးကြော်လို့ရတယ်ပေါ့နော်တချို့ကြော်တော့မြင့်မစားတော့လေချမောင်ကြီးရဲ့ပဲကြော်လို့လည်းရပါတယ်ရှင်မြင့်လေးတွေကိုပထမဆုံးပြုတ်ထားလိုက်ပါမယ်ပြီးရင်စီထည့်ပြီးတော့မနှောနဲ့ငယ်ထည့်မယ်ပြီးရင်တော့အသင့်လှီးထားတဲ့ကြက်သွန်နီတွေကိုထည့်လိုက်မယ်ပေါ့နော်ကြက်သွန်နီဒီညမှာတော့ကျွန်မများများသုံးထားပါတယ်ဥကြီး3ဥလောက်ချင်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြက်သွန်နီများလို့ရှိရင်အချုံမုတ်ထည့်ကြမလို့ပေါ့နော်သူ့ဘာသူအော်တိုချိုပြီးသားဆိုတော့လေကြက်သွန်နီလေးတွေကိုရွှေဝါရောင်တန်းပြီးကြွက်လောက်ထိကြော်လိုက်ပါမယ်ဒီလိုလေးရွှေဝါရောင်တန်းလာပြီဆိုရင်တော့အရောင်တင်မုတ်လေးနဲ့ထည့်မယ်ပေါ့နော်အရောင်တင်မုတ်ကအရောင်လှအောင်လို့ထည့်လာပါရှင်ပြီးရင်မြက်ကလေးတွေကိုထည့်လိုက်မယ်ပြီးလို့ရှိရင်တော့ပစွန်ကြောက်ကိုအနှဲငယ်ထောင်းထားတာပေါ့နော်ပစွန်ကြောက်မှုတ်ထည့်မယ်ပြီးရင်ကျမစီမှာရှိရဲ့ငတိရလေးအခဲဖြစ်နေတဲ့အတွက်ပေါ့နော်ရေဖြော်ပြီးတော့ထည့်လိုက်တာပါရှင်ဒီကထမင်းစားစွန်းတစွန်းစာလောက်ပြင်ပါပေါ့နော်ပြီးရင်တော့ငရုတ်သီးလေးတွေကိုညှက်ထည့်လိုက်ပါတယ်ငရုတ်သီးကချမောင်ရဲနဲ့မှထည့်လိုက်ရတာပေါ့နော်ဒါပေမဲ့ကျွန်မအရင်ထည့်ထားလိုက်တာပါပြီးရင်ချမောင်ရဲလေးတွေကိုဖြည်းဖြည်းချင်းနဲ့ဒီထည့်မယ်ပေါ့နော်ကျွန်မအိုးကပေးနေတော့ကြော်လေတခါလေးထည့်လိုက်လို့ရှိရင်ကန်းထွက်ပုံမှဆိုလို့ပါရှင်ဒီလိုပဲချမောင်ရက်လေးတွေကိုအပေါ်အောက်လှန်လိုက်နွမ်းလာအောင်လုပ်လိုက်ထည့်လိုက်နေပေါ့နော်ကြော်လာပါတယ်ပေါ့နော်ဒီညမှာတော့ကြက်သွန်ပြူကိုကျွန်မကနောက်ဆုံးကျမှထည့်တာပါအရင်ဆုံးထည့်လို့ရှိရင်လေကြက်သွန်ပြူနဲ့မွေးလေးမရလို့လို့လေဟင်းနေပါလေဆိုလို့ရှိရင်အကြော်တွေပဲဖြစ်ဖြစ်ကြက်သွန်ပြူကိုနောက်ဆုံးကျမှဒူလေးအုပ်လိုက်တာပေါ့နော်ဒါကတော့ကျွန်မနေပြောပြတဲ့အနည်းလေးပေါ့နော်ဆိုကြက်သွန်ပြူနဲ့မွေးလေးရဲ့ချမောင်ရဲ့ချင်းငယ်ဆက်မြစ်လေးနဲ့ကြော်လာလေးရပါပြီရှင်အားလုံးပဲကျေးဇူးပါ